ဒီနေ့မနေ့ခင်လေးရဲ့ကောင်းစင်လေးကတော့ကောင်းသောအကျင့်၌ကျင့်နေခြင်းလူတစ်ယောက်ဟာအမှုပညာလက်ရာတစ်ခုကိုကြည့်ပြီးဒါဟာဘသူလက်ရာလေးလို့မေးလေးရှိကြပါတယ်ဒီနေ့သင်ရင်ဘွားကိုရောဘသူဖန်တီးခဲ့တာလဲသင်ဟာဒီအတိုင်းအမှတ်မထင်ဖြစ်လာတာမဟုတ်ပါဘူးသင်ဟာစัจ java ကိုဖန်ဆင်းတဲ့အရှင်ရဲ့အကောင်းဆုံးသောလက်ရာတော်တစ်ခုဖြစ်ပါတယ်ကိုရောကသင်ကိုဘာကြောင့်ဖန်ဆင်းခဲ့တာလဲကျွန်တော်တို့ဟာကိုယ်အစွမ်းစားနဲ့ကိုပြုပြင်ခဲ့တာမဟုတ်ပါဘူးယေရှုခရစ်တော်အပြင်ဖျားသခင်ကကျွန်တော်တို့ကိုအသစ်တဖန်ပြုပြင်ပြီးဖန်ဆင်းခဲ့တာပါအဲ့ဒီလိုဖန်ဆင်းရတဲ့အရေးအချက်ကတော့ကျွန်တော်တို့ရဲ့ဘဝသက်တာမှာကောင်းသောအကျင့်တွေကိုကျင့်ဖို့ဖြစ်ပါတယ်ထူးခြားတာကအဲ့ဒီကောင်းသောအကျင့်တွေကိုကျွန်တော်တို့ကျင့်နိုင်ဖို့အတွက်ဖျားသခင်ကကြိုတင်ပြီးပြင်ဆင်ထားပြီးသားဖြစ်ပါတယ်တမန်ကျမ်းစာထဲမှာအခုလိုဖော်ပြထားခဲ့ပါတယ်ဧဖက်အခန်းကြီး2အပိုင်းငယ်30အဘဲကြောင့်နေမှုကငါတို့သည်ကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်းယေရှုခရစ်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏ထိုကောင်းသောအကျင့်တို့၌ငါတို့သည်ကျင့်လည်ရမည်အကြောင်းဘုရားသခင်သည်ငါတို့ကိုပြင်ဆင်တော်မူနှင့်ပြီမိတ်ဆွေကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရပြီပဲဘာမှလုံးเสียမလိုတော့ဘူးလို့မထင်ပါနဲ့ကယ်တင်ခြင်းဟာကောင်းသောအကျင့်ရဲ့ရလဒ်မဟုတ်ပေမဲ့ကောင်းသောအကျင့်ဟာကယ်တင်ခြင်းရဲ့သက်သေဖြစ်ပါတယ်ဘုရားသခင်ကတင့်ကိုဒီလောကထဲမှာအလင်းနဲ့စားအဖြစ်ထားရှိတာပါသင်ရဲ့ကောင်းသောအကျင့်တွေကတဆင့်လူတွေဟာဘုရားသခင်ရဲ့ဘုန်းတော်ကိုမြင်ရကြပါလိမ့်မယ်။ဂျာနာတို့ရောက်တိုင်းမို့ဘုရားသခင်ကောင်းချီးပေးပါစေ။အာမင်။